မင်္ဂလာပါဗျကျွန်တော်နာမည်စီအောင်ပါကျွန်တော်အခုနော်လာမယ့်အပတ်ပေါ့လာမယ့်အပတ်အတွက်ကျွန်တော် HAU USD ပေါ့နော်ကမ္ဘာ့ရွှေဈေးကိုကျွန်တော်ICT မြင့်တက်နေကျွန်တော် analysis လုပ်မယ့်ဟာလေးကိုကျွန်တော်ပြလာပါနော် analysis လုပ်ပြမယ်ပေါ့ဒီ ICT နဲ့ပေါ့နော် ICT မြင့်တက်နေပေါ့ခုဒီဟိုလေးတွေ LL လို့ LH တို့ပေါ့နော် LH တို့ပြထားလဲဆိုတော့ beginner တွေသိအောင်လို့ပေါ့နော် beginner တွေသိအောင်လို့အထူးထည့်ထားပေးတာပေါ့နော်ဘယ်ကနေလေ့လာမလဲ market structure ကိုမသိမှဆိုလို့ကျွန်တော်ဒါလေးတွေကိုရေးမှထည့်ထားတာပေါ့နော်အမှန်တော့ဒါ beginner တွေတို့ပေါ့ဒီအခုဒါကဒါ market structure ကို beginner တွေကိုကျွန်တော်အသေးစိတ်ပြလိုက်တာပေါ့ဒါပေမဲ့အခုဒီဟိုဈေးကွက်ခံမှန်းဖို့ကြတော့နည်းနည်းဒီ ICT မှာနည်းနည်းမြင့်တယ်လို့ပြောရမှာပေါ့ဗျာဒီအခုမှဒီ ICT ရော SMC ICT တွေကိုအခု beginner တွေအတွက်တော့ဒီအဲ့ဒီ ICT နည်းပညာနဲ့ပေါ့နော်ဒီမြင့်တက်တဲ့ market ကို analysis လုပ်ဖို့ကြတော့ခက်ခဲအောင်မယ်လို့ယူဆပါတယ်မလွယ်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့နောက်ဆုံးဒီ lower low lower high တွေကိုကြည့်မယ်ပေါ့နော်ဈေးကွက်ကတော့ဆင်းခဲ့ပြီပေါ့နော်ဈေးကွက်ကိုဆင်းခဲ့ပြီ lower low lower high နဲ့ lower low lower high နဲ့ဆင်းခဲ့ပြီဒါက trend liquidity ကြီးပေါ့နော် trend ရဲ့ liquidity trend ရဲ့ liquidity လို့ပြောမယ်ဟောဒီထားရတော့အဲ့မှာနောက်ဆုံးlower low lower high လေးကိုပြနောက်ဆုံးဖြစ်ခဲ့တဲ့ lower low lower high ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဟိုလေးနဲ့ပြပြကန်တယ်နဲ့မပြခဲ့ line ချက်လေးနဲ့ပြဒါ lower low lower high နောက်ဆုံးဒီကောင်ကို market structure shift ပေါ့နော်ဒါ market structure shift ဟိုဒီကောင်က break out ဖြစ်သွားပြီပေါ့နော်ဒီကောင်က break out ဖြစ်သွားပြီးတော့ break out ဖြစ်သွားပြီဆိုတော့ဒီ break out ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ကbuy side ဖြစ်ကိုလိုက်ရတော့မှာ sell side ဖြစ်မရှိတော့ဘူး sell side ကကျွန်တော်တို့ဘယ်နှမ်းမှလည်းရပ်တန့်သွားပြီလဲဆိုတော့ sell side ကနားလောက်မှလည်းရပ်တန့်သွားတယ်ဒီမှာလည်းကိုရပ်တန့်သွားပြီဒါနောက်ဆုံး sell side ပဲပြီးတော့ကျွန်တော်တို့ market ကိုအဲ့ဒီရဲ့ဒီ market structure ရှင်နောက်ဆုံးရဲ့lower low မှာတကောင်ပြန်လဲဆွဲတယ်လုံးကြီးဒီကောင် break out မဖြစ်သေးဘူးပေါ့နော် break out ဖြစ်သေးဘူးအဲ့မှာအပေါ်ထောင်တက်သွားတယ်အဲ့ဒီမှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးပေါ့နော် entry ဝင်ရမှာလဲဆိုရင် ICT မှာ unique model ဆိုတာလည်းရှိတယ် unique model ဆိုတော့ကသူက market structure shape ပေါ့နော် market structure shape break out ဖြစ်သွားပြီးရင် FVG zone ပေါ့နော် FVG zone ကိုFVG zone ကိုတစ်ခေါက်ပြန်လဲလာတာမျိုးပေါ့နော် unique model ဆိုတာ FVG ဆိုတာကဒီ zone ပေါ့နော် FVG zone FVG zone ဒီ market က FVG zone ဒီနားလေးကနေဒီနားလေးတော်တော်လေးကိုဒီကောင်ကဘယ်မှာဆိုကပ်ဖြစ်မှုကတော်တော်လေးကိုအားကောင်းတယ်လို့ပြောလို့ရတာပေါ့နော်အခုကဘာလို့ဖြစ်နေလဲအခုဒါ FVG zone ပေါ့နော်အဲ့တော့အခု market ကဘယ်လိုပုံစံဖြစ်နေလဲဆိုရင်ဒီကောင်ကဒီနေရာလေးမှာကျွန်တော်တို့ဒါ liquidity switch နေရာလေးလို့လည်းပြောလို့ရတယ်ဒီကောင်ကဟိုဟာဖြစ်ပြောမှဆိုရင်equal high equal low ပေါ့ equal low အဆင့်မှာရှိတယ်အဲ့ဒီကောင်ကပြန်ထက် break ဆင်းပြီးတော့ပေါ့နော်market ကပေါ့နော် market ကဘယ်လိုဖြစ်နေလဲ unique model ဒါ design ကိုပြ unique model design ဒါ break out ပေါ့နော်ဒါ
unicorn မို့လဲmarket structure ရှိmarket structure ဒီကောင် FVG ကတ်ပေါ့နော်ဒီနေရာလေး FVG ကတ်ဒီနေရာ FVG ကတ် FVG ဖြစ်မယ်လာ unicorn မို့လဲပေါ့နော်ဒီကိုပြန်ဆင်းနိုင်တယ်ဟုတ်ခုအဲ့ဒီကောင်လည်းဒီကိုပြန်ဆင်းနိုင်မလားဒီချက်ပြန်စဉ်းစားမယ်နော်ဒါပေမဲ့ဘယ်လိုဖြစ်ပါဒီကောင်ဒီထိပဲဆင်းနေပဲထားပါမှာနော်ဒီထိပဲဆင်းနေပဲထားအောင်အဲ့ဒါကဒီလိုတွန်းနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လာမယ့်အပတ်မှာပေါ့နော်လာမယ့်အပတ်မှာကျွန်တော်တို့ဒီဟာကြီးကနည်းနည်းရှုပ်နည်းနည်းလေးကြည့်ရတယ်နည်းနည်းရှုပ်လိုက်တော့ရှင်းထုတ်တယ်နော်ရှင်းလိုက်မယ်ဒီမှာရှင်းလိုက်မယ်ရှုပ်လို့ရှင်းလိုက်တာနောက်ဆိုနားလဲပါဒီကနာလေးတော့တီးတဲ့ကျွန်တော်တီးတဲ့ post တစ်ခုနဲ့ဒီကနာလေးအတွက်တက်လေးကျွန်တော်တင်ပေးပါဦးမယ်အခုလောလောဆယ်ကကျွန်တော် market analysis ကိုအဓိကဦးစားပေးလုပ်လိုက်တယ်ပေါ့လာမဲ့ Monday မှာရွှေတာတက်နိုင်ခြေပေါ့နော် high probability မြင့်တယ်ပေါ့တက်နိုင်ခြေအများမြင့်တယ်ဆိုနောက်ထပ်ပေါ့ဘယ်အထိကျွန်တော်တို့ဘယ်အထိတက်နိုင်မလဲဆိုရင်ဒီပေါ့နော် supply zone ဒီနေ supply zone ဒီ supply zone အထိကိုကျွန်တော်တို့ TP target ကိုယူလို့ရတယ်ဒါ supply zone မှာဒီနေရာလေးရတယ်ပေါ့နော်ကပ်ဒီနေရာလေးကပ်ဖြစ်တဲ့နေရာလေးဒါလေးကြည့်တတ်မှရမှာဒါတော်တော်လေးကိုဒီ ICD မှာပေါ့နော်တော်တော်လေးဟောပြင်မှာ ICD မှာတော်လေးဒါက supply zone supply zone ဒီ supply zone ကိုကျွန်တော်တို့ TP ပေးလို့ရတယ်ပေါ့နော် supply zone ဒီနေရာလေးကဒီဆင်းလာတဲ့ပေါ့နော်မကဈေးကွက်ကဆင်းလာတဲ့အချိန်မှာပေါ့နော်ဈေးကွက်ကဟိုဆိုဆင်းလာတဲ့အချိန်မှာသူ့ရဲ့ gap ပေါ့နော် gap အဖြစ်ဆုံးနေရာလေးပါဒီနေရာလေးပေါ့နော်ဒီ gap ပထမဆုံးစဖြစ်တဲ့ဒီ gap လေးကဒီနေရာ gap တော်တော်အားကောင်းတဲ့ gap လေးပေါ့နော်ဒီနေရာထိက gap အားကောင်းတယ်ဆင်းတဲ့ weight ကအားများတယ်ပေါ့နော် market မှာနောက်ပိုင်းမှာသူကဒီ sideways ပုံစံမျိုးနဲ့အောက်ကိုဆင်းတာအဓိကနေရာဒီနေရာဒီ down trend တစ်ခုလုံးမှာစကားပြောမဲ့နေရာဒီနေရာပဲဒီပထမဆုံးဖြစ်တဲ့ gap ကြီးဆင်းတဲ့နေရာဒီနေရာအဲ့ဒါနေစပြီးတော့သူက down trend ကိုစတင်ဆင်းသွားတော့ပါဘောနော်ဒါတော်တော်လေး market ကိုတော်တော်လေးတိလအားများတဲ့အချိန်ကျမြင်လာအဲ့တော့ကျွန်တော်တို့ရှင်းစင်မယ်ဒီ FVG ကို FVG ဆိုဘယ်လိုပဲလာပေါ့ဗျာကျွန်တော်တို့ဒီဘက်ကဒီကိုလည်းလာရင်လာမယ်ဒီတိုင်းလေးကနေဒီထီလည်းတက်ရှင်တက်တော့နိုင်တယ်အဲ့တော့ကျွန်တော် risk နဲ့ reward ကိုခွဲခြားပြီးတော့မှ entry ဝင်လို့ရတယ်အဲ့တော့ risk နဲ့ reward ကိုချိန်ကြည့်ရမယ်ဘယ်လိုလာအောင်မလဲပေါ့နော်ဒီထီပဲရအဲ့တော့ကျွန်တော်တို့ကbuy entry ဝင်မယ်ဆိုရင်အခုနေထားကပေါ့နော်ဒါကြီးကတ်ကြီးကိုဖြစ်ပေါ်တော့ပြီဒီကတ်ကြီးကတော်တော်အားကောင်းတယ်ဒီကတ်အားကောင်းတယ်ဒီကောင်အဲ့တော့တက်ဖို့ကတော့တော်တော်ကိုသိကြတယ်နောက်လာမဲ့ Monday မှာပေါ့နော်high
high probability အဆင့်ရှိရပေါ့နော်ဖြစ်နိုင်ခြေပေါ့သူဖြစ်တယ်ဆိုတာပေါ့နော်ဖြစ်နိုင်ခြေဒီရွှေဟာတက်နိုင်ခြေအလားအလာအရမ်းမြင့်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီ FVG zone ဟာတော်တော်အားကောင်းလို့ပဲလုံးဝ shadow မရှိဘဲနဲ့ကိုဒီကောင်က1 2 3 4ပေါ့နော်ကန်တယ်15မိနစ် time frame မှာပေါ့နော်ကန်တယ်ကတအားကိုဘူးကန်တယ်အားကောင်းပြီးတော့တက်သွားတာပေါ့နော်ဟုတ်လားအဲ့တော့ကျွန်တော်တို့ဒီနေ့က1.53ပေါ့နော်1253နဲ့ risk ကဒီချိန်ဘိုင်းမယ်ဆိုရင် risk ကဒါမဲ့ money မှာပေါ့နော်ဘိုင်းမယ်ဆိုရင် risk ကရွေးမှာများမယ်ဒီအထိဈေးကွက်ကိုပေါ့နော်3354 ဓာတ်မ9.4မှာပေါ့နော်ဒီ FVG zone ထဲကိုရောက်မှဈေးကွက်ကပြန်လက်ဆင်းလာပြီပေါ့နော် FVG zone ထဲရောက်မှဘိုင်းမယ်ဆိုတော့ risk နည်းမယ်reward များမယ်ပေါ့နော်ဒီရောက်မှဈေးကွက်ကိုဒီရောက်မှဘိုင်းမယ်ဆိုတော့တအားကတလောက်တော့ရန်ကသူကreward များမယ်ပေါ့နော်ခုနချင်းဈေးကွက်ကစိုးရင်ကြောင်းကြမှုပေါ့နော်ဖူမိုးတွေဝင်ပြီးတော့ပေါ့နော်ဈေးကွက်ကိုဒီလောက်ကလည်းဘိုင်းလိုက်မယ်ဆိုတော့ဒီကောင်က reward နည်းမယ်ဟုတ်လား risk ကတော်တော်မြင့်သွားမယ်အဲ့ဒါကျွန်တော်တို့ဘယ်လိုဘိုင်းတင်လဲဆိုရင်တော့သူ့ရဲ့ဒီ unicorn model ပုံစံမျိုးကြီးတွေပဲဝင်မယ်ဆိုရင်တော့လုံးဝဒီချိန်လုံးဝဝင်လို့မရဘူးဒီ FVG zone ကိုဈေးကွက်ကပြန်ဆင်းလာဖို့စောင့်ပေးမှဝင်မှဒီကောင်ကဒါ unicorn model တက်တာပေါ့အဲ့ဒါ unicorn model မဖြစ်ဘူးဒီတိုင်းဝင်မယ်ဆိုအဲ့လိုပေါ့နော်အဲ့ဆိုရင် reward များမယ် risk နည်းမယ်အခုနဲ့ချင်းအခုကဈေးကွက်တက်နေတဲ့အချိန်ဖမ်းထက်ဝင်မယ်ဆိုရင်တော့ risk ကလည်းရွေးမှာများတယ် reward ကတော့နည်းတော့မယ်ပေါ့နော်ဒါရွှေအတွက်ပေါ့နော်လာမဲ့ရွှေအတွက် analysis ပေါ့လာမဲ့ဘက်မှာရွှေဟာတက်မလားကျမလားလို့ကျွန်တော်ကိုအတိအကျမေးခွန်းမေးမယ်ဆိုတော့တက်နိုင်တဲ့ရာခိုင်နှုန်းပေါ့နော်နောက်ဘက်မှာတက်နိုင်တဲ့ရာခိုင်နှုန်းက 80% လောက်ရှိတယ်ပြောပြတာရွှေဟာ80% လောက်ရှိတယ်နော်တက်နိုင်တယ်Tron ပေါ့နော်Tron တော့80% လောက်ရှိရ probability မြင့်တယ်ထင်ပါပါရွှေတက်နိုင်လာမဲ့ Monday မှာရွှေဟာတက်နိုင်ခြေ 80% လောက်ရှိတယ်လို့ကျွန်တော်ခန့်မှန်းထားပါတယ်ကျွန်တော်ရဲ့ခန့်မှန်းချက်တွေမမှန်ဘူးလားမှန်မလားဆိုတာလာမဲ့အပတ်မှာစောင့်ကြည့်ရပါစို့လို့ပဲပြောချင်ပါတယ်ဒါလေးပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်